ဲဒါကဂျိုးဆက်ရဲ့အိမ်ကိုကျမရောက်နေပါပြီဒါကဂျိုးဆက်နော်ဂျိုးဆက်ရဲ့အိမ်အထဲမှာအင်တာနက်လိုင်းမရလို့လေနော်အဲ့ဒါဟိုးရောတက်နေခဲ့တဲ့အိမ်ဖြစ်ပါတယ်လို့နော်ကျမအထဲမှာအကုန်တီချောဝင်ပြီးပြီနောက်မှကျမတေချာလေးပြပေးမယ်နော်ဒီနေရာပါလို့နော်ဆိုတော့ဒါကရောတက်ရဲ့နေအိမ်ထဲမှာအခုကျမရှိနေပါတယ်နော်ကျမစဉ်းစားကြည့်တယ်ဒီရောတက်ရဲ့အိမ်ထဲကိုရောက်တဲ့အခါမှာကျမကိုဘုရားစကားပြောချင်းခံရတယ်နော်မကြည့်နော်ဒါရောတက်ရဲ့အိမ်ဟိုမှာကြည့်ယေရှုခရစ်တော်ကအရင်တော့ကသူ့ရဲ့အဖေကိုအလုံးလုံးကူတာနော်ဒီမှာကြည့်လိုက်နော်ဒါသူ့အဖေကိုအလုံးလုံးကူတယ်ရောတက်ကလက်သမားဖြစ်တယ်ဒါရောတက်နော်ဒါရောတက်ကလက်သမားဖြစ်တယ်အဲ့ဒါယေရှုကသူ့အဖေကိုအလုံးကူတယ်ဒါရောတက်ရဲ့အိမ်နော်ဒီအောက်မှာလေသူတို့သမင်းချက်စားတဲ့အခန်းတွေအကုန်ပြပေးမယ်အခုကျမဒါမဲ့ကျမတက်လာပြီးပြန်ဆင်းလာတာအင်တာနက်လိုင်းမရမှာဆိုလို့နော်ဒါသခင်ခရစ်တော်နေတိုင်းကြည်ပြင်းတဲ့နေရာဒါကသမင်းစားခန်းဒီမှာနော်သမင်းချက်တဲ့နေရာပါဒါပြပေးမယ်နော်တကားတို့ဒီမှာရောတက်ကဒီမှာသူအသက်ကြီးရင်တဲ့အထိဒီမှာနေသွားပါတယ်လို့နော်ဒါကတော့သခင်ယေရှုခရစ်တော်ဖျားသူရဲ့ kitchen ပေါ့နော်အရင်တော့သူရဲ့မိဖို့ကြောင့်ဒီမှာချက်စားတာနော်ဒီမှာအေးစာရွက်တွေကဆူတောင်းတာပြစ်ထားတာပေါ့နော်ကျွန်မတိတ်တဘောမကြောက်အဲ့လိုလုပ်တာဒီမှာနော်ဒါယေရှုခရစ်တော်သမင်းချက်စားတဲ့နေရာဒါ according to Bible record နော်ကဲဒီမှာကြည့်နော်ဒါပြီးရင်ဒါကအင်တာနက်လိုင်းမရမှာဆိုလို့ဒီလိုပြလိုက်မယ်နော်ဟိုးမှာအရင်တော့နေခဲ့တယ်တွေ့လားအထီးဝင်လို့မရပါဘူးရှင်နော်ဒီမှာတကားတို့ကားတို့ဘယ်လိုမျိုးအထီးမှအများကြီးရှိသေးတယ်သူတို့အိတ်တဲ့နေရာနော်ဒါလေးကိုပြပေးခြင်းနဲ့ဒီမှာကြည့်လိုက်နော်ဟိုးအရင်နဲ့တယ်နော်ဒါယေရှုခရစ်တော်နေထိုင်ကြီးပြင်းခဲ့တဲ့နေရာဆိုတော့အခုကျမရှင်းပြမယ်အမတို့နော်ဒီမှာဟိုးမှာရောတက်โอเคအခုကျမရှင်းပြတော့မယ်ဒါကရောတက်ရဲ့အိမ်ဟိုဘက်ကမေတော်မေရီရဲ့အိမ်ကျမလေးတခါတလေစဉ်းစားလို့မရအောင်ကျမတို့ယုံကြည်သူခရိယန်တွေပဲနော်တကဘာလုံးကဒါဘလို့အိမ်ကိုနှလုံးခွဲတာလေပေါ့စဉ်းစားတယ်ဆိုတော့ညီကိုကက်သလစ်တွေယုံတာကမေတော်ကလုံးဝရောတက်နဲ့မပေါင်းသင်းတော့ပဲနဲ့စိတ်အနေနဲ့ပဲနေသွားတယ်လို့မြင်တယ်ပြီးဟိုဘက်မှာမေတော်ရဲ့အိမ်လုပ်တယ်ရောတက်ဘက်ကကျတော့ဘာမှမရှိဘူးလာလေတဲ့လူလည်းမရှိဘူးရှားပါတယ်ဒါမဲ့တခုသိစေချင်တယ်မိတ်ဆွေမေတော်မေရီကလည်းဖျားသခင်စကားကိုဝန်ခံတယ်နော်တန်ရှင်တော်ဝိညာဉ်တော်ပရိဒေတီတာကိုသူဝန်ခံတယ်သူဝန်ခံတယ်လို့ရောသက်ကလည်းဝန်ခံတယ်အဲ့ချိန်မှာမေရီကသူ့ရဲ့အသက်ကိုစွန့်ပြီးမှပေါ့နော်သူ့ရဲ့အသက်ကိုပေးပြီးမှယေရှုခရစ်တော်ဖျားကိုပရိဒေတီတယ်မွေးဖွားဖို့ရောတက်ကလည်းအဲ့လိုပဲအဖေမပေါ်တဲ့ကလေးကိုဖျားသခင်ရဲ့စကားနဲ့ဝန်ခံပြီးမာရိကိုယူတယ်ဒါမဲ့ယနေ့ခေတ်ခရိယန်တွေရဲ့ခွဲခြားခြင်းကိုတွေ့တဲ့အခါမှာစိတ်မကောင်းဖြစ်မိတယ်ရောတက်ကိုတန်ဖိုးမထားကြဘူးတကယ်ဆိုရင်ဒါဝိဒ်ရဲ့သားတော်သခင်ယေရှုလို့ပြောတာနော်ဖျားရဲ့ prophesy ကဘာပြောထားလဲဆိုရင်ဒါဝိဒ်ကနေမျိုးနွယ်ကနေဆင်းသက်မှာတဲ့ဒါဝိဒ်မျိုးနွယ်ကဘာတူလဲရောတက်ဖြစ်တယ်နော်ဟိုးအဲ့ဒါကိုနားလေခြင်းနေဆိုရင်ရှင်မသိအခန်းကြီး1ကိုဖတ်ကြည့်ရှင်မသိအခန်းကြီး1ကနေညီကိုမောင်မဟိုးအဆုံးကိုဖတ်ကြည့်မာသေကဘာတူလဲသူတို့ရဲ့လူမျိုးဖြစ်တယ် history record ဖြစ်တယ်သူနော်ဆိုတော့ရောတက်ကိုကြတော့သူတို့တွေတမိုးမထားတဲ့အရာကိုတွေ့ရတယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်က King David ရဲ့ generation ကဘာတူလဲရောတက်ဖြစ်တယ်မေတော်မေရီကဖခင်ရဲ့စကားကိုဝန်ခံတယ်နှစ်ခုစလုံးကဖခင်ရဲ့အကြံစီနှစ်ယောက်စလုံးကဝန်ခံတယ်ဒါပေမဲ့ကျမတို့တွေကနော်ယုံကြည်တာကမေတော်မေရီကိုပဲပုံဖြစ်နေတဲ့အရာမှာကျွန်မဝမ်းနေပါတယ်လို့တခါတလေကြာရင်နော်ဆိုတော့ဟိုဘက်မှာသူကယေရှုနေတဲ့အိမ်ဆိုပြီးမှပြောတယ်နှစ်အိမ်တွေ့ရတယ်နှစ်အိမ်ပေါ့နော်ဟိုဘက်မှာကမေတော်မေရီပေါ့နော်မေတော်မေရီနဲ့ယေရှုနေခဲ့တယ်တဲ့ဒီဘက်မှာဂျိုးဆက်နဲ့ယေရှုနေခဲ့တယ်တဲ့ separate ဒါဘာလို့လဲလူတွေလောက်တာနော်ဒီကောင်မတွေလူတွေလောက်တာဒီမှာနော်ဆိုတော့လူတွေလောက်တာဖြစ်တယ်မိသားစုနှစ်စုအိမ်ခွဲပြီးနေတယ်တဲ့ဟိုဘက်မှာယေရှုနဲ့သူနဲ့ကြည်ပင်းခဲ့တဲ့နေရာဆိုပြီးလို့တဲ့ယောသကိုရတီးတန့်ခွဲထွက်ထားတယ်ဒီဘက်မှာလေ church နှစ်ခုကိုစောက်ထားတယ်
တကယ်ဆိုရင်တော့အတူတူပဲဖြစ်ပါတယ်မိတ်ဆွေနော်လူမြောက်များစွာကဘာဖြစ်လဲဆိုရင်ရောတက်ကိုဆိုရင်နေရာပေးတဲ့အရာတွေအကြောင်းပြောတဲ့အရာတွေမတွေ့ရဘူးနော်အဲ့ဒါလေးကစဉ်းစားစရာဖြစ်တယ်မိတ်ဆွေနော်တကယ်တမ်းကျတော့ရောတက်ကဝန်ခံခဲ့တာဘုရားရဲ့စကားကိုမေရီဝန်ခံတယ်လို့ဝန်ခံပြီးမှသူကမေရီကိုလက်ချက်ခဲ့တာဖြစ်တယ်ဂျူးရဲ့ထုံးစံအရာလင်ကောင်မပေါ်ပဲမွေးတဲ့သားကိုဘယ်သူမှလက်မခံပါဘူးဒါမဲ့သူဘာလဲတန်ရှင်နိုဝိညာဉ်တော်ရဲ့ဖခင်ရဲ့စကားကိုဝန်ခံသွားတာအဲ့ဒါခံโอเคတန်ရှင်နိုဝိညာဉ်တော်ရဲ့လှုပ်ဆောင်ခြင်းပဲအဲ့ဒါကနာခံခြင်းလို့ခေါ်တယ်ဒီနေ့ယုံကြည်သူတွေနာခံဖို့ဖြစ်တယ်ဂိုင်းကနခွဲဖို့မဟုတ်ဂိုင်းကနခွဲတာလူတွေလှုပ်တာဖြစ်တယ်ဖခင်မလုပ်ဘူးနော်ဒါကငါတို့ရဲ့ဖခင်ကြောင့်ငါတို့လှုပ်တာဒါငါတို့ Baptist ဖခင်ကြောင့်ငါတို့ Catholic ဖခင်ကြောင့် no မဟုတ်ဘူးမိတ်ဆွေဖခင်အားလုံးရဲ့ဥစ္စာဖြစ်တယ်အဲ့ဒါပြောချင်တယ်ဆိုတော့ဘာဖြစ်လို့ငါတို့ဖျားเจ้าပဲပြောကြလဲဆိုဒီမှာကြည့်ဒီ cross လေးခုကိုတွေ့လား Sandra မှာယေရှုခရစ်တော်အဲ့မှာဘာသာပေါင်းစုံရဲ့ cross ဖြစ်တယ် Orthodox ရှိတယ် Armenia ရှိတယ်နော် Catholic ရှိတယ်တခြားဖျားသခင်ကဒါရှေ့ဦးကနဦးကယုံကြည်သူတွေနော်ဖျားကအားလုံးရဲ့အသက်သေးခံတယ်အားလုံးဖြစ်တယ်ဒါမဲ့ဘာဖြစ်လို့ဒီလိုခွဲခြားလဲပေါ့နော်ကျွန်မစိတ်မကောင်းဖြစ်မိတဲ့အရာတွေဖြစ်တယ်အဲ့ကြောင့်မို့ပေါ့နော်ခရစ်တော်ခွဲခြားလာတယ်မခွဲခြားပါဘူးဘယ်သူမှမခွဲခြားဘူးခွဲခြားနေရပြီလူတွေဖြစ်တယ်ခေါင်းဆောင်တွေခွဲခြားတယ်ဥဆောင်နေတဲ့ခေါင်းဆောင်တွေအရန်ရေးကြီးတာဖြစ်တယ်အဲကြောင့်မို့ဒီမှာကြည့်ဒီမှာတော့မှလေနာဇရက်မြို့မှာနော် church ကနှစ်ခုဟိုမှာ Joseph ဟိုက Joseph ရဲ့ house နော် Joseph house ဒါက Mary house ဆိုပြီးမှနှစ်ခုတောင်ခွဲခြားလိုက်တယ်ဆိုတဲ့အရာကိုမြင်ရပါတယ်လို့နော်ဒါကမေရီရဲ့အိမ်တဲ့နော်ကြည်ကြခဏဆိုဆောက်ထားတယ်ဟိုဘက်ကရောတက်ရဲ့အိမ်နဲ့သွားတဲ့လူတော့မရှိဘူးဖះကအဲ့ဒါနှစ်သက်မှာမဟုတ်ဘူးနော်ဖះတခင်ကစိတ်မကောင်းဖြစ်မှာဖြစ်တယ်ဒီအရာတွေကြားတဲ့အခါမှာတီးတဲ့အခါမှာလीနော်အဲ့ဒါလေးကိုလीနော်မခွဲခြားဖို့ပေါ့အမကြည့်ဒီမှာအရင်တော့ကျမတို့ဝင်ခဲ့တယ်ဒီအောက်ကိုလीနော်အခုဆင်းလို့မရဘူးဒါမဲ့သခင်ယေရှုခရစ်တော်ဖះကကာဗန်တာလုပ်တယ်ဂျူးရဲ့ထုံးစံရယောက်ျားစီမှာလိုက်နေရတာဖြစ်တယ်ဟိုဘက်အိမ်ပေါ့နော်သူတို့ရောတက်ရဲ့အိမ်လို့ပြောတဲ့အိမ်နေရာမှာအဲ့နေရာမှာတွေ့ရတယ်နော်ဒါကြောင့်မို့ဒီနေ့ခွဲခြားခြင်းတွေကျမတို့ရအောင်ကျမတို့ဗာလဲတလုံးသွားတွေဖြစ်တယ်ခရစ်တော်နဲ့ဘဒုဖျားကြောင်းကိုဖျားကြောင်းလို့ပြောဖို့အတွက်ကိုကအသွေးသွင်းထားတာမို့ကိုဘာမှလုပ်ထားတာမို့ကိုဂိုင်းကနာလို့ပြောမဲ့အချက်ယေရှုဖျားသခင်ဟာလားယေရှုရှိလို့ကျမလာတာဒီနေရာယေရှုမရှိရင်ကျမလာခြင်းမရှိဘူးဒါလေးကိုနားလေးစေချင်တယ်အဲကြောင့်မို့ဂိုင်းတွေခွဲခြားခြင်းတွေလူစီရဖြစ်တယ်ဖျားစီရမဟုတ်ခရစ်တော်ဘယ်တော့မှမခွဲခြားဘူးเนาะအဲ့ဒါလေးကိုကျမတို့ဖျားအရန်လို့ဆိုလို့ပါဒါကျမတို့ America Texas က tour group တွေဖြစ်ပါတယ်လို့เนาะโอเคเนาะအားလုံးဖျားခင်အထူးကောင်းကြည့်ပေးပါစေလို့เนาะ Alright Joseph House အဲ့ဒီဘက်မှာအကုန်သွားကြတယ်เนาะ House of Joseph okay